ဒီနေ့ကတော့ပိုးစာတင်မဲ့နေရတဲ့တော့ခုတော့မှဖြစ်ပါတယ်ပိုးစာတီလေးလည်းခုပြီးသွားပြီဆိုတော့မလုပ်ဖြစ်တာကြားတဲ့ activity တစ်ခုဖြစ်တယ်ပေါ့နော် painting လေးကိုလုပ်ပါမယ်ပကြီးဆွဲတာကတော့ငယ်ငယ်ကတအားဝါသနာပါတယ်ပေါ့နော်ကြီးလာတော့တိတ်မဆွဲဖြစ်တော့ဘူးဒီတိုင်း fan အနေနဲ့တစ်ခါတရံမှလာဆွဲဖြစ်တော့ရပေါ့နော်ခုကတော့မုံစားလိုက်ပုံဆွဲလိုက်လို့လိုက်ပါအောင်မေရှင်ဒါကတော့ကျမရဲ့ painting skill ပေါ့နော်ချတူးတန်နေရပါပဲကျမအတိုင်းဟိုလျှောက်ဆွဲတိလျှောက်ဆွဲရပါတော့အဲ့လိုမျိုးပဲဆွဲဖြစ်ပါတယ်ပြီးတော့လေကျမဗီဒီယိုထဲမှာစားပြထားတဲ့ snack လေးက KS Retail Wholesale ကနေပြီးတော့မှာထားတဲ့ကစုံအဆိုချောက်ကလေးပါသူကလေကစုံစစ်ကိုမှ soft dry ပုံစံလုပ်ထားဖြစ်လို့စားလိုက်ရင်ရိုးထိုးသားသလိုပုံစံလေးနဲ့ပေါ့နော်သူ့ရဲ့ texture လေးကအီအီလေးပါကစုံကြိုက်တဲ့သူလေးဆိုရင်တစ်ခါလောက်တော့ try ကြည့်စေချင်ပါတယ်အားလုံးပဲကိုယ့်ရဲ့အားလည်းရက်ကလေးမှာကိုယ့်အတွက်ကိုအချိန်ပေးပြီးတော့ဝါသနာပါရလေးတွေလုပ်ရင်းနဲ့ဖြတ်သန်းနိုင်ကြပါစေ bye bye